အဲ့ဒီမျိုးသားတွေကြီးခံရတဲ့ငရဲပြလိုက်တဲ့အခါဘယ်လိုမြင်ရတော့ဆိုပါတိခေတဝကိတ္တဣမေပုနိကေအဝန္တိရာနရကေပတယန္တိမိကြီးခဲတွေပြည့်နေတဲ့တွင်းနဲ့ကြီးတွေအဲ့ဒီငရဲမှာရှိတယ်အဲ့ဒီငရဲပတ်ဝန်းကျင်မှာအားကောင်းမောင်းတန်ကြောက်စရာကောင်းတဲ့လူချမ်းကြီးတွေငရဲသားကြီးငရဲဆောင်ကြီးတွေအဲ့ဒါအားခုံမလားချီမတဲ့ငရဲဒိန်ကြီးတွေကစောင့်အဲ့ဒီငရဲခံရတဲ့အမျိုးသားတွေကိုသူတို့ကအဲ့ဒီမိကြီးတွင်ထဲမှာဆောက်ထိုးပြစ်ချတာတွေ့နေရတယ်တကယ်ကိုမိကြီးတွင်ထဲပြစ်ချလိုက်ရှဲကနေမိတွေလောင်ကျွမ်းမှုခံရုံထွက်ပြန်တက်လာတဲ့အခါတစ်ခါပြန်ပြစ်ချပုတ်ခေါင်းဆောင်ထိုးမိကြီးတွင်ထဲကိုပြစ်ချနေတာသေလည်းမသေးဘူးပြန်တက်လာတယ်ဆင်းရဲဒုက္ခကလည်းအလွန်ကြီးမားတယ်အဲ့ဒီမြင်ကွင်းကိုတော့မြင်တဲ့အခါမှာမာတလိနန္ဒကိုမေးတယ်ဘယံဟိမံဝေတတိတုတဒိဋ္ဌဝါကြည့်ရတာတော့ကြောက်လန့်မွေရကြီးပဲမြင်ရတဲ့မြင်ကွင်းဟာကြောက်လန့်မွေကောင်းပါတယ်ပု္ပ္ပာမိတံမာတလိဒေဝတာရတိနာထမောင်းနဲ့မာတလိကိုမေးပြစေပါဣမေနုစနာကိမကံတုပပံဒီလူတွေကဘလို့မကောင်းမှုတွေများလူဘဝတော့ကလုပ်ခဲ့ကြတာတော့ငါကြောင့်အခုလိုဆောက်ထိုးမိချီတွင်တွေကိုပြစ်ချတာကိုခံနေရတာတော့ယံမေစနာအဝန္တိရာနရခေပပယန္တိပတယန္တိဥခေါင်းဆောက်ထိုးမိကြီးတွေရဲနေတဲ့မိကြီးတွင်အလွန်နဲ့တဲ့တွင်းကြီးတွေကိုဒီလိုပြစ်ချခံနေရတာဟာဘာတွေလုပ်ခဲ့လို့ဘာတွေဘယ်အကုသို့ကြောင့်အခုလိုခံရတာတော့လို့မာတလိနန္ဒကိုမေးလိုက်တဲ့အခါမှာမာတလိနန္ဒကဖြေတယ်ယေဇီဝလောကေအတ္တဒုက္ခမိနောလူဘဝမှာသက်ရှိထင်ရှားရှိနေခြင်းချိန်ခါတော့ကမကောင်းတဲ့မှုအကုသိုလ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်တွေတဲ့ပရတ္တဓာရဏိအတိတ်ကမန္တိသူတို့ဟာသူတော်ဘာတာမယာနဲ့သူတော်ဘာတာမယာကိုကျွလွန်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပရဒါရိကသူတော်ဘာဒီအိမ်တော်မရှိတဲ့အမျိုးသမီးတွေနဲ့သူတို့ကမကောင်းမှုတွေလုပ်ကြတယ်တဲ့တေတာဒိတာဥတ္တမဗန္ဒထေနာသူတော်ဘာမျက်မျက်နှုံတို့ပိုင်ဆိုင်တဲ့မိသားစုတွေကိုခိုးယူပြီးတော့ပေါင်းတင်ဆက်ဆံကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တေမေစနာအဝန္တိရာနရကေပတယန္တိအဲ့ဒါလို့သူတော်ဘာတာမယာနဲ့ပျော်ပါခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုပဲပုခေါင်းဆောက်ထိုးမိချီတွင်ကြီးတဲ့ပြစ်ချခြင်းကိုခံရတယ်လို့တဦးတယောက်တည်းမဟုတ်ဘူးအများကြီးပဲအဲ့မှာအဲ့ဒီငရဲကိုပြတာဒီလိုအကုသိုလ်တွေလုပ်ခဲ့သည့်အတွက်ကြောင့်ဒါလည်းကာမေတုမိစ္ဆာစာရနဲ့ပတ်သက်တဲ့အကုသိုလ်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့အမျိုးသမီးတွေခံရတဲ့ငရဲအမျိုးသားတွေခံရတဲ့ငရဲဟာကိုကျင့်တရားပြက်ပြားသွားပြီဆိုလို့ရှိရင်ဒီလိုဒုက္ခမျိုးခံစားကြရမှာဖြစ်တယ်လို့ဆိုတာကိုနေမင်းကြီးကပြသတာပဲဖြစ်တယ်